สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကထိုင်းလူမျိုးတွေပြောလိုက်တဲ့အခါမှာကိုကနားမလည်ရင်ပြန်ပြီးမေးခွန်းထုတ်လို့ရမယ်စာကြောင်းပုံစံလေးတွေကို sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ပထမဆုံးစာကြောင်းလေးကတော့အရိုင်နာခါအဲ့တော့ပုံမှန်အရိုင်ဆိုတာကဘာလဲဆိုတဲ့မေးခွန်းဖြစ်ပေမဲ့လေဒီနေရာမှာတော့ကျွန်မတို့ကဘာပြောလိုက်တာလဲရှင့်ဆိုပြီးပြန်ပြီးမေးလို့ရတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုကကြတော့เราฟังไม่เข้าใจကျမကြားရတာနားမလည်လို့ပါရှင်ပြောမှဆိုကျမနားမလည်လိုက်ဘူးပေါ့နော်တစ်ဖက်လူပြောလာတဲ့ဟာကိုเราฟังไม่เข้าใจနောက်ထပ်ဒီကြောင်းမှာကျမတို့ကพูดอีกครั้งได้ไหมพูดอีกครั้งได้ไหมพูดပြောသည်อีနောက်ထပ်ครั้งဆိုတာကအကြိမ်မျိုးပြောတာအဲ့တော့อีครั้งဆိုရင်နောက်တစ်ကြိမ်နောက်တစ်ခေါက်ဒီလိုမျိုးပြောနေတူပါတယ်အဲ့တော့ได้ไหมကတော့ရမလားพูดอีครั้งได้ไหมနောက်တစ်ခါတော့ပြောပြလို့ရမလားရှင်နောက်ထပ်စာကြောင်းလေးကတော့พูดช้าๆหน่อยได้ไหมพูดช้าๆหน่อยได้ไหมအဲ့တော့พูดပြောသည်ช้าဆိုတာကသူကဖြည်းဖြည်းလေးလို့ပြောတာဖြစ်တယ်ပေါ့နော်ဖြည်းဖြည်းလေးได้ไหมပြောပြလို့ရမလားပေါ့နော်พูดช้าๆหน่อยได้ไหมဖြည်းဖြည်းလေးပြောပြလို့ရမလားနောက်ဆုံးတစ်ခုကကျတော့ကျမတို့ကพูดให้ชัดกว่านี้ได้ไหมพูดให้ชัดกว่านี้ได้ไหมအဲ့တော့พูดပြောသည်ให้ชัดကကျတော့ကျမတို့ရှင်းလင်းတာกว่านี้မှာဆိုဒီထက်ပိုပြီးရှင်းလင်းအောင်ได้ไหมပြောပြလို့ရမလားဒီထက်ပိုပြီးရှင်းရှင်းလေးပြောပြလို့ရမလားพูดให้ชัดกว่านี้ได้ไหมဒီလိုမျိုးလေးကျမတို့ပြောလို့ရပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့စကားတွေကြားရတဲ့အခါကိုကနားမလည်လိုက်ဘူးဆိုရင်ပြန်ပြီးတော့ဒီလိုမျိုးလေးနဲ့မေးပြီးနောက်တစ်ခေါက်သူတို့ပြန်ပြောအောင်တောင်းဆိုလို့ရပါတယ်ရှင်โอเคနောက်ထပ် share video လေးတွေကိုလည်းဆက်ပြီးစောင့်ကြည့်ပေးပါရှင် bye bye